ရပ်ပေါင်းတစ်ထောင်ကျော်လောက်အချိန်ယူပြီးနှက်ရတဲ့ကဘာကျော်ငရုတ်သီးဆော့တမ်းပြပါမြန်မာပရိသတ်ကြီးကျွန်တော်တို့အခုမြင်နေရတဲ့ငရုတ်သီးဆော့တပလင်းဖြစ်လာဖို့အတွက်အချိန်ပေါင်းဘယ်လောက်ပြီးထားရလဲဆိုတာသိရင်အံ့ဩသွားမှာပါဒီ sauce ကိုထုတ်လုပ်ဖို့အတွက်အကောင်းဆုံးငရုတ်သီးတွေကိုလက်နဲ့တကူးတကခူးဆွတ်ပြီးတဲ့နောက်စားနဲ့ရောနေပြီးဝက်တိချစီပိုင်းတွေထဲမှာရပ်ပေါင်းတစ်ထောင်သို့မဟုတ်3နှစ်တိတိအချိန်ယူပြီးနှက်ထားရတာဖြစ်ပါတယ်အဲ့လိုမျိုးနှစ်ချီပြီးတော့နှက်ထားရတဲ့ရည်ရွယ်ချက်ကတော့ငရုတ်သီးရဲ့အဆက်ဓာတ်ကိုပုံမနှက်ဆိုင်စေပြီးဝက်တိချသားစီကပေးတဲ့ထူးခြားတဲ့ရနံ့နဲ့အရာသာတွေငရုတ်သီးတွေကိုစိတ်ဝင်သွားစေဖို့ပဲဖြစ်ပါတယ်။၃နှစ်ပြည့်လို့အချင်းဖောက်တဲ့ဖြစ်စဉ်ပြီးဆုံးသွားတဲ့အခါမှာတော့အဲ့ဒီငရုတ်သီးတွေကိုစီပိုင်းတွေကနေထုတ်ပြီးတော့အရေးသွေးမြင့်ရှာလကာရည်နဲ့ထမ်းမှန်ရောဆက်ပြီးနောက်ထပ်ရက်သက်တစ်ပတ်ပေါင်းများစွာမှုေပေးရပြန်ပါတယ်။ဒီလိုမျိုးစိတ်ရှည်လက်ရှည်အစင်းဆက်ဖန်တီးပြုလုပ်ထားတာကြောင့်ပဲဒီ sauce ဟာတခြားသောငရုတ်သီး sauce တွေနဲ့မတူဘဲနဲ့ထူးခြားတဲ့အချင်းအဆက်အရသာနဲ့တင်းပြတ်တဲ့ရနံ့ကိုရရှိတာပါ။ဒါကြောင့်မလို့တင်စားလိုက်တဲ့ sauce တစ်ဆက်ရှင်းစီတိုင်းမှာရပ်ပေါင်းတစ်ထောင်ကျော်ကြာအောင်စောင့်ဆိုင်းခဲ့ရတဲ့အနုစိတ်မှုနဲ့စိတ်ရှည်မှုတွေကိန်းအောင်နေတာပဲဖြစ်ပြီးတကယ်ကိုမှစားတဲ့ sauce ပွားပြီ။